အားလုံးပဲမင်္ဂလာပါအထွေထွေဘ ഹു တုတအမှတ်3လေးကိုစလိုက်ရအောင်ပထမဆုံးမေးခွန်းကတော့ကမ္ဘာပေါ်မှာအကြီးဆုံးတစ်တော့ကဘယ်ဟာဖြစ်မလဲနံပါတ်1အမေဇုံနံပါတ်2တိုင်ကဓမ္မပခုနံပါတ်3ကွန်ဂိုလာအဖြေမှန်ကတော့အမေဇုံတစ်တော့ကြီးပဲဖြစ်ပါတယ်ကဲနောက်တစ်ခုကလူခန္ဓာကိုယ်ထဲမှာအသေးဆုံးအင်္ဂါကဘယ်ဟာဖြစ်မလဲ1မျက်လုံး2ပိုင်နီရဲကလန့်3အသက်အဖြစ်မှန်ကတော့နံပါတ်2ဖြစ်တဲ့ပိုင်နီရဲကလန့်လေးပဲဖြစ်ပါတယ်โอเคနံပါတ်3မေးခွန်းကိုထွားရအောင်ကမ္ဘာပေါ်မှာအကြီးဆုံးကြောက်စိမ့်ထွက်တဲ့နိုင်ငံကဘယ်နိုင်ငံလဲ1မြန်မာ2တရုတ်3ဘရာဇီးဒါကတော့အားလုံးသိကြတဲ့အတိုင်းအဖြစ်မှန်ကနံပါတ်1မြန်မာနိုင်ငံမှာပဲဆက်လက်ပြီးတော့မြန်မာနိုင်ငံရဲ့ပြည်ထောင်စုနေ့ကဘယ်နေ့လဲ1 February 2ရက်2 January 3 March 28ဟုတ်ကဲ့အဖြေမှန်က February 12ရက်နေ့ဖြစ်ပါတယ်နောက်ဆုံးမေးခွန်းအနေနဲ့နေရဲ့မျက်နှာပြင်အပူချိန်ဟာခန့်မှန်းခြေဘယ်လောက်ရှိမလဲ1 5500 degree Celsius 2 1000 degree Celsius 3 1000 degree Celsius အဖြေမှန်ကတော့5500 degree Celsius ပဲဖြစ်ပါတယ်ကဲဘယ်နှခုမှန်ကြလဲပြုအားလုံးပဲဘ ഹു တုတအတူပွားကြပါစီနောက်မှပြန်တွေ့မယ်နော်